Hello Hello မေသမီးလေဒီနေ့ဗိုလ်ချုပ်ကြီးတက်ရောက်နေလို့အမေဘာများမှမလဲလို့သမီးဖုန်းဆက်လိုက်တာသမီးအဖေအတွက်တော့အဲ့ဒီဥစ္စာပါလေသွေးပေါင်ချိန်စလေးမှာခြင်းလို့အဲ့ဒီဥစ္စာကောင်းတဲ့အမျိုးအစားကောင်းတဲ့ဥစ္စာလေးပေါ့နော်အမေကိုဝယ်ခဲ့ပြီပါအော်ဟုတ်အမေအဲ့ဆိုရင်လေလူအိမ်မှာဆိုတော့လေလုံမှာပေါ့သမီးဝယ်ခဲ့မယ်နော်မေဒါပဲနော်အေးပါသမီးလေးဒါပဲနော်မင်္ဂလာပါရှင်ညီမလေးဒေါ်ကြည်သက်နဲ့ကိုမင်းသူကနေကြိုးဆိုပါရစေညီမလေးဗာလေးမြတ်လူချင်းလဲရှင်ဟုတ်ကဲ့ရှင်ညီမလေးလေအိမ်သုံးအတွက်ဒီသွေးပေါင်ကျဲလေးလူချင်းတော့ပါအဲ့ဆိုထိုင်အောင်တော့ညီမလေးအမတေချာလေးရှင်းပြပေးမယ်နော်ဟုတ်ကဲ့ရှင်ကဲအဲ့ဆိုရင်ညီမလေးကစေးရုံစေးကန်းသုံးဖို့ဆရာမသုံးဖို့လားဒါမှမဟုတ်အိမ်သုံးဖို့လားညီမလေးအိမ်သုံးဖို့ပါရှင်အဲ့ဆိုရင်တိုင်တောင်ယူမလားတိုင်ခွဲယူမလား digital ယူမလားညီမ digital လေးကလူချင်းပါလေအဲ့ဆိုအမ digital ရဲ့ဈေးနှုန်းတင်တာလေး quality ကောင်းတာလေးပြပေးမယ်နော်ဟုတ်ကဲ့ရှင်သမီးရဲ့ယူဝဲအာမခံကနှစ်ပါတာလေးအာမခံကနှစ်ပါတာလေးယူခဲ့ပါအောင်ကဲကျေးဇူးပါကဲဒီဆက်ကလေးတွေကဆိုရင်အမားတို့စီမှာသွေးပေါင်ချင်းဆက်ကလေးတွေပေါ့နော်ဘာဆက်ပဲဝဲအာမခံပါတယ်အဓိကအမားတို့ကကုမ္ပဏီပစ္စည်းကိုရောင်းချတာကုမ္ပဏီပစ္စည်းရောင်းချတာဖြစ်တဲ့အတွက်အရေးသွေးပိုင်းလည်းစိတ်ချရတယ် quality လည်းကောင်းတယ်ပေါ့နော်တကယ်လို့ဆက်ပိုင်းဆိုင်ရာတစ်ခုခုဖြစ်သွားရင်လည်းအမားတို့စီမှာကုမ္ပဏီကအလုံးတစ်လုံးပြန်ချိန်ပေးပါတယ်ရှင်ဟုတ်ကဲ့ညီမတို့လေအဓိကတော့အိမ်သုံးဆိုတော့လေဒီ quality ကောင်းတဲ့ထဲရပဲလိုချင်နေပေါ့နော်အာမခံနဲ့ပါတဲ့ဟာလေးပေါ့နော်စိတ်ချညီမလေးအဲ့ဒါတော့စိတ်ချနော်အမားတို့စီမှာဘာဆက်ပဲရောင်းအာမခံပါတဲ့ဆက်ပဲရောင်းချပြီးရယ်နော်ညီမလေးဒီဆက်ကလေးဒီ brand လေးကတော့ UWE ပေါ့နော်အမားတို့စီမှာဆိုတော့ brand စုံပေါ့နော် Omron Japan brand Omron Vietnam made ပြီးရင် Citizen Japan ရှိမယ်ဒီ UWE လေးကကြတော့ Taiwan brand ပေါ့နော်ဒါအပြင် brand အစုံရှိရယ်ညီမလေးဒါလေးကတော့အမကဈေးနှုန်းနဲ့တက်တာပြီးအိမ်သုံးနဲ့ပြပေးရဟုတ်ဒါလေးကဘယ်လောက်လဲမသိဘူးနော်အမဒီကောင်လေးကတော့ညီမလေးဈေးနှုန်းအပြင်ကတော့9000ခွဲပဲရှိပါတယ်ညီမလေးအာမခံလေးက9နှစ်ပါဝင်ပါတယ်ရှင်ဟုတ်ကဲ့အဲ့ဆိုရင်ညီမလေးကိုဒါလေးယူမယ်နော်ဒါလေးချက်ဆက်မြပေးပါဦးလေးဆက်မြပေးမယ်နော်ညီမလေးဟုတ်သုံးပုံသုံးနည်းနဲ့တွေ့ချလေးချက်မြပေးပါဦးလေးရှင်းပြပေးမယ်စိတ်ချညီမလေးနော်အိမ်မှာလုံးဝအဖေတို့အမေတို့ပြန်ပြီးတိုင်းတာပြပေးလို့ရှောင်းအောင်မတိချရှင်းပြပေးမယ်နော်ဟုတ်ကဲ့ရှင်ဒါဆိုရင်ညီမလေးဒီဆက်လေးယူမယ်ကျင်းတည်တယ်ဆိုရင်မာရီတို့တခဲလေးဖောက်ပြီးတော့စမ်းပြပေးမယ်အမားတို့ဆိုင်မှာကြတော့ပစ္စည်းအသစ်ဆက်အသစ်ပဲရောင်းတာဖြစ်တဲ့အတွက် customer ဘက်ကနေယူမယ်ဆိုမှဆက်ကလေးကိုစမ်းပေးတာ memory ပါဖြစ်တဲ့အတွက်ဖောက်ပြီးစမ်းလိုက်မယ်ဆို memory ဝင်သွားရင် second သဘောမျိုးဖြစ်သွားတာပေါ့နော်ဒါလေးယူလိုက်ညီမလေးဟုတ်ကဲ့အမဒါလေးပဲယူမယ်နော်ညီမတို့တိုင်းမုံတိုင်းကြီးလေးကိုတခြားလေးပြပေးလိုက်ပါအောင်နော်ဟုတ်ကဲ့အဲ့ဆိုစမ်းပြပေးမယ်နော်မာရီဟုတ်ကဲ့ရှင်သမီးဒါလေးဖွင့်ပြပါအောင်ဟုတ်ပြီအဲ့ဆိုဒီမှာပါနော်တခဲလေးကိုလည်းအမတို့ဒီမှာနော်တခဲထဲပုံထဲနေလေးပါဒါလေးကလွဲပါတယ်အမတို့အိမ်မှာ remove တခဲတို့ဘာလို့ထည့်တဲ့ပုံစံတိုင်းလေးပဲနော်တခဲလေးကတော့၄လုံးထည့်ပေးရမယ်ဒီမှာလေးနေ့တိုင်းမသုံးဆိုရင်တော့တခဲလေးဖြုတ်ပေးထားနော်ဒီဆက်ကလေးတွေကကြတော့ error ကင်းစင်နဲ့မှန်တယ်ဒါမဲ့အမတို့တခဲစားပေါက်ပြီးလာတာဖြစ်များတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဓိကတခဲကိုနေ့တိုင်းမသုံးဆိုဖြုတ်ပေးထားစားပေါက်မှာဆိုလို့နော်ပြီးရင်ဆက်ကိုနှလုံးနဲ့ရေးပြီးညီထားပေးထားပါရှင်လက်ပတ်ကိုအမတို့ပတ်တဲ့အခါမှာလည်းမတင်းလွန်းမကြက်လွန်းတဲ့အနေထားလေးနဲ့ပတ်ပေးပါရှင်ကဲလက်ပတ်ကိုဒီလိုမျိုးလေးပတ်လိုက်ပြီဆိုရင်ဓာတ်တစ်ထောင်စစ်ကွေးရဲ့လက်နှလုံးခန့်အပေါ်ကိုတက်ပြီးတော့ပတ်ပေးပါရှင်ဟုတ်ကဲ့တကယ်လို့အမကြီးဒီလက်နှလုံးနဲ့အပေါ်မှာမှုန်လေးမဖြစ်လို့ရှိရင်ရောဒါတိတ်ပြီးမှန်တယ်ရေးတိတ်မရှိဘူးလားအဲ့လိုမျိုးလေးပေါ့နော်ညီမလေးအဲ့ဒါတက်တာမျိုးလေးဖြစ်သွားမှာဆိုလို့နော်ညီမလေးအမတို့ကဒီ digital ဆိုရင် digital ရဲ့ needs နဲ့မှန်တိုင်းပြီးမယ်ဆိုရင်တော့အဖြေကမှန်နဲ့စိတ်ချနေပါလိမ့်နော်အဲ့တော့မအခုတင်ပေးလိုက်တဲ့အတိုင်းမှန်ကန်လေးတိုင်းပြီနော်ပြီးရင်တိုင်းတဲ့ချိန်မှာစကားမပြောရဘူးမလှုပ်ရှားဘူးအပြင်ကနေပြန်လာရဲဆိုရင်15မိနစ်ကနေနိုင်ဝက်နားပြီးမှတိုင်းပြီနော်ပြီးသွားရင်ကုန်းစားထားတာလှေကားတက်ထားတာဆက်လိတ်တောက်ထားတာဆိုရင်လည်း15မိနစ်ကနေနိုင်ဝက်နားပြီးမှတိုင်းပြီပေါ့နော်ညီမလေးအဲ့ဆိုရင်စတင်တိုင်းမယ်ညီမလေးစကားမပြောနဲ့မလှုပ်ရှားနဲ့တတောင့်တတအတက်ကလေးရှူနော်ညီမလေးဒါ start ခလုတ်လေးကိုစနှိပ်လိုက်ပါမယ်ရှင်ကဲဒါလေးကကြတော့အပေါ်သွေး113ဒါလေးကအောက်သွေး83ဒါလေးကတော့နှလုံးခုန်လုံး131အပေါ်သွေးရဲ့အောက်သွေးရော normal ပဲညီမလေးနှလုံးခုန်လုံးလေးနည်းနည်းမြင့်နေရဆိုတော့ကြတော့ညီမလေးကအခုလမ်းသွားလမ်းလာလှုပ်ရှားထားတာလေးရှိလို့ပေါ့နော်နှလုံးခုန်လုံးလေးကနည်းနည်းမြင့်နေရအိမ်ရောက်ရင်တော့မိပဲတိုင်းဖေပဲတိုင်း15မိနစ်ကနေမှခုနပြောသလိုနိုင်ဝက်တိနားပြီးတော့မှသွေးပေါင်စင်းလေးကိုချိန်ပြီးနော်အဲ့ဒါဆိုရင်အဖြေကတိတိကျကျနဲ့မှန်ကန်ကန်အောင်ထွက်တယ်နော်ညီမလေးကဲဒါဆိုဒီဆက်လေးမှထုတ်ပိုးပေးလိုက်မယ်နော်
ဟုတ်ကဲ့အမဒါနဲ့လေဒီဆက်မှာပေါ့နော်အပေါ်သေးအောက်သေးနှလုံးခုံလုံးဆိုတော့သူ့ရဲ့ဟိုမနီဒီစာရွက်ထဲမှာပေါ့အပေါ်သေးကဘယ်လောက်အောက်သေးကဘယ်လောက်ဆိုတော့ပါတော့လားအမ ပါတယ်ညီမလေးအပေါ်သွေးရကြတော့90ကနေပြီးတော့ပေါ့နော်120ဝန်းကျင်ပေါ့နော်အဲ့ဒါလေးက normal အောက်သွေးရကြတော့100ကနေပြီးတော့ဟို80 80ပေါ့နော်အဲ့ဝန်းကျင်က normal နှလုံးခုန်လုံးကတော့100ကနေ80ကြား normal ပါညီမလေးဟုတ်ကဲ့အမအဲ့ဆိုညီမလေးတို့ဒါလေးထုတ်ပေးလိုက်နော် ပြီမယ်နော်ကဲအဲ့ဆိုရင်ဒါလေးကိုမှဘောင်းချဖွင့်ပေးမယ်နော်ညီမလေးနော်ဘောင်းချလေးတော့မပြောင်းနဲ့နော်ညီမလေးအမားတို့အာမကန်ကနှစ်ပါဝင်တာဖြစ်လို့ဘောင်းချလေးပြောက်သွားရင်အမားတို့ return ပြန်ပေးလို့မရဖြစ်နေမှာဆိုလို့လေနော်အာမကန်အမဆက်ပိုင်းပေးထားတာပေါ့နော်ဒီလက်ပတ်ပိုင်းကတော့မပေးထားဘူး မ ပေါ့နော် ပါဘူးညီမလေးသူက machine ပိုင်းပဲကုမ္ပဏီကပေးထားတာเนาะညီမလေး machine ပိုင်းပဲဒီလက်ပတ်တို့ဓာတ်ခဲတို့ဒီကျိုးလေးတွေကြတော့မပါဘူးเนาะဒါလေးကကြတော့အမတို့ဒီဆက်ကိုဖုံးအားသွင်းကျိုးခေါင်းလေးနဲ့ဓာတ်ရိုက်သုံးပြီးတော့သွင်းပြီးတော့သုံးလို့ရတယ်ဒါပေမဲ့ဒီအားသွင်းကျိုးကြောင့်ပြတ်သွားရင်เนาะကုမ္ပဏီအာမခံတွေမှာမပါဝင်ဘူးเนาะဒါကတော့ဆက်တိုင်းပဲเนาะညီမလေးเนาะ ဟုတ်ကဲ့အမကျေးဇူးပါနော် ဟုတ်ကဲ့ပါညီမလေးကဲညီမလေးဝယ်ယူအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ညီမလေး ဟုတ်ကဲ့ရှင် မာရီတို့စီမာလေးဒီလိုအိမ်သုံးအတွက်ဆိုရင်သွေးပေါင်ချိန်ဆက်တစ်မျိုးနဲ့တယ်မဟုတ်ဘူးညီမလေးစီးကြိုသွေးကြိုတိုင်းနဲ့ဆက်အကြောနှိပ်ဆက်အဖျားတိုင်းတန်ပက်အောက်ဆီမီတာအပြင်တခြားပေါ့နော်ယူရစ်အက်ဆစ်တိုင်းတာတို့ကိုလက်စထရောတိုင်းတာကျင်တာအိမ်သုံးဆက်ကလေးရှိရနော်နောက်လဲလာအားပေးနော်ညီမ ဟုတ် လေး ကဲ့ရှင်နောက်လေးလာခဲ့မယ်နော် ဟုတ်ကဲ့ပါ